သမိုင်းမှာချင်းချောက်တာတွေးဆောင်တာတွေမလုပ်ပဲလူတွေကိုတေလန်းသွားအောင်လုပ်နိုင်တဲ့မြောက်ကိုအယူလုပ်တဲ့ပွဲဆိုတဲ့ကြောက်စရာကောင်းတဲ့ညံစင်လေးတစ်ခုရှိခဲ့ဘူးတယ်။ဇလန်ထဲမှာလက်သမားချမ်းဟာကျန်းစုဒေတာကချမ်းသာတဲ့ရွာတရွာမှာနေထိုင်တဲ့လက်သမားတစ်ယောက်ဖြစ်ပါတယ်။မကြသေးခင်ကမှမြောက်ပါးရိုးလိုမျက်နှာနဲ့ရုပ်ဆိုးဆိုးလက်ဖက်ကုန်တဲ့တယောက်ရွာကိုရောက်လာခဲ့တယ်။သူကရွာနောက်ဘက်ကတောင်ကုန်းတွေကိုငားပြီးလက်ဖက်ဆိုင်ခင်းလုပ်ချင်တယ်ဆိုပြီးအလုသမားခေါ်တဲ့စာတွေကတ်ထားတယ်။အစပိုင်းမှာတော့ဘသူမှစိတ်မဝင်စားကြပါဘူး။ရွာကလူတွေကစားနိုင်တောင်းနိုင်ရှိကြတော့ဘသူကများဒီလိုပင်ပန်းဆင်းရဲတဲ့အလုပ်ကိုလုပ်ချင်ပါလေ။ပြီးတော့မြေတိုင်းတွေတူးဆွဲရတာကညစ်ပတ်ပြီးပင်ပန်းတဲ့အပြင်ပြောရဆိုရတာလဲတိတ်ခါကြတယ်လို့ထင်ကြတယ်လေ။ကုန်တယ်ခမညာစိတ်ညစ်ပြီးလမ်းမပေါ်မှာလူလိုက်ဆွဲပေမဲ့ရွာသားတွေကသူ့ကိုမြောက်ကုန်တီးဆိုပြီးဝိုင်းလောင်ကြတယ်။တချို့ဆိုရင်မင်းကမြောက်မလားအမွှေးနှုတ်ပြီးမြောက်ကောင်လိုက်ဖန်တီးလိုက်လေပြီးရင်အဲ့ဒီမြောက်တွေကိုမြေတူးခိုင်းပေါ့ဆိုပြီးရေစရာလုပ်ကြသေးတယ်။နောက်ဆုံးတော့ကုန်တီကလှုပ်အားကသုံးစပေးမယ်လို့ပြောလာတော့မှလက်သမားချမ်းနဲ့အလုံးမရှိအကိုင်မရှိရွာသားတချို့ကမလုပ်ချင်နဲ့လက်ခံလိုက်ကြတယ်။ဒါပေမဲ့အလုပ်လုပ်တယ်ဆိုတာထက်တောင်ပေါ်တက်ပြီးနေစားလုံးလင်းချင်းခံပြီးပေါက်ပြားလေးတစ်ချက်နှစ်ချက်လောက်ပေါက်လိုက်နားလိုက်လုပ်နေကြတာပါ။ကုန်တယ်ကဒေါသထွက်ပြီးခြေဆောက်နေပေမဲ့ဘာမှမလုပ်နိုင်ရှာပါဘူး။သူတို့ကလည်းတိနေတယ်လေ။အလုပ်မပြီးရင်သူကလှုပ်အားခထက်တိုးပေးရမှာပဲဆိုပြီးပေါ့ဒုတိယနေ့ရောက်တဲ့ခါမှာတော့အဖိုးကြီးလီရဲ့ပေါက်ပြားကဒိန်းဆိုပြီးတစ်ခုခုကိုတွားထိမိတယ်။အားလုံးကြောင်သွားကြတယ်။ရွှေတုံးကြီးပြအဖိုးကြီးလီကပြပြတယ်လဲမြေကြီးတွေကိုဖယ်ပြီးရွှေရောင်တောက်ပနေရဲ့အတုံးကြီးကိုရင်ခွင်ထဲထည့်လိုက်တယ်။ပြီးတော့ဟန်မပြတ်ပဲဘာရွှေတုံးလဲကြောက်တုံးပါကိုဆိုပြီးပါဆက်ကညင်းနေတယ်။ကုန်ဒီကမျက်နှာပြတ်သွားပြီးအဲ့ဒါကိုထုတ်ပေးစမ်းလို့အော်ပြောတယ်။အဖိုးကြီးလီကတော့ရင်ခွင်ထဲကပစ္စည်းကိုအသေးဖက်ထားပြီးမပေးဘူးလုပ်နေတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်ရွာသားတယောက်ရဲ့ပေါက်ပြားကလည်းဒိန်းခနဲ့မိသွားပြီးရွှေတုံးနောက်တုံးထွက်လာပြန်တယ်။အခြေအနေကထိမရတော့ပါဘူး။ရွာသားတွေဟာယူသွတ်သွားသလိုမျိုးပေါက်ပြားတွေကိုအားကုန်လွှဲပြီးမြေတူးကြပါတော့တယ်။လောဘစိတ်ဆိုတာကူးဆက်ယောဂလိုပဲလူအုပ်ကြီးကြားထဲမှာပြန့်နှံ့သွားတယ်။ကုန်ဒီကမျက်နှာတွေညီရဲပြီးရက်ချက်ဆန်းမတူးကြနဲ့တော့ဒီနေ့လှုပ်အားခနှစ်စပေးမယ်။အိမ်ပြန်ကြတော့လို့အော်ပြောပေမဲ့ဘသူမှနားမထောင်ကြတော့ပါဘူး။အဲ့ဒီနားမှာလက်သမားချမ်းအိမ်ပြန်ရောက်ပေမဲ့အဲ့လိုမပြောပါဘူး။နေ့ခင်းကမြင်ခဲ့ရတဲ့ရွှေရောင်တောက်ပနေတဲ့အတုံးကြီးကမျက်လုံးထဲကမထွက်ဘူးလေ။ဒါနဲ့လက်သမားချမ်းလည်းပေါက်ပြားကိုထမ်းပြီးတောင်ပေါ်ကိုခိုးတက်သွားတယ်။တောင်ပေါ်ရောက်တော့မီးတွေလင်းထိန်နေပြီးလူတွေကြိတ်တိုးနေတာမြင်လိုက်ရတယ်။အသက်80အရွယ်အဖွားအိုတွေကအစမြင်းငယ်လေးတွေကိုပါခေါ်ပြီးပေါက်ပြားပေါက်နေကြတာမီးပွင့်မတက်ပါပဲ။မူဆိုးမကျိုးဆိုရင်သူ့ရဲ့ခြေထောက်သေးသေးလေးနဲ့မြေကြီးလေးဆင်းပြီးချွေးတလုံးလုံးနဲ့တူးနေရှာတယ်။ဘေးမှာတော့ကုန်တီကမြောက်တကောင်လိုပဲဟိုလူတားလိုက်ဒီလူတားလိုက်နဲ့ထိမရဖြစ်နေတယ်။ဒါပေမဲ့တယောက်ကိုယ်တိုင်းရင်နောက်တစ်ယောက်ကတူးနေတော့ဘလို့မှမနိုင်ပါဘူး။နောက်တစ်နေ့ရောက်တော့တောင်ပေါ်မှာရွှေတွေမြုပ်ထားတယ်ဆိုတဲ့သတင်းကတရွာလုံးပြန့်သွားပြီးလူတိုင်းအလုပ်တွေဖြစ်ကနေမအိမ်ညမအိမ်မြေလာတူးကြပါတော့တယ်။အဖိုးကြီးကြောက်ဆိုရင်ရွှေရောင်တန်းတွေရဲ့အတုံးတုံးတွေ့တာနဲ့ရင်ခွင်ထဲကောက်ထည့်လိုက်တယ်။ဒါပေမဲ့အဖွက်နေခင်မှာပဲဘေးကတားသက်သမားချမ်းကဝင်လုံးပြီးဝိုင်းထိုးချိတ်ကရွှေတုံးကိုလူသွားပါတော့တယ်။အရင်ကခင်မင်ခဲ့ကြတဲ့အိမ်နီးနားချင်းတွေဟာအခုတော့ရွှေလူတဲ့သားရဲတွေဖြစ်ကုန်ကြပါပြီ။ဒီအချိန်မှာကုန်တီကတောင်ကုန်းပေါ်ကနေရက်ကြည့်နေတယ်။သူ့ရဲ့နှုတ်ခမ်းထောင်ဆုံးမှာအောင်နိုင်သူရဲ့အပြုံးတစ်ခုပေါ်လာပြီးဘသူကမြောက်လဲဆိုတာကြည့်ကြသေးတာပေါ့လို့ရေရွတ်လိုက်တယ်။လက်သမားချမ်းကကုန်တီကြည့်နေတဲ့နေရာကိုလှမ်းကြည့်လိုက်တော့တစ်ချိန်ကမြေတိုင်းဖြစ်ခဲ့တဲ့တောင်ကုန်းကြီးဟာအခုတော့မြေဖွထားသလိုထွန်းရက်ပြီးသားဖြစ်နေတာကိုသတိထားမိလိုက်တယ်။ရုတ်တရက်လက်သမားချမ်းသဘောပေါက်လိုက်တယ်။ဒေဆန်းငါတို့ညံစင်ခံလိုက်ရပြီ။ဒီရွှေတုံးတွေကဒီကောင်ကြုံမြုပ်ထားပြီးငါတို့ကိုလာတူးအောင်မြတ်ခေါ်တာပဲလို့တွေးမိလိုက်တယ်။လက်သမားချမ်းတော်ထွက်သွားပြီမဲ့ရင်ခွင်ထဲမှာရွှေတုံးနဲ့တုံးရထားတော့ဒေါသကတဝက်လောက်လျော့သွားတယ်။ရွာထိပ်ကလီဝူဆိုရင်တမိသားစုလုံးလာတူးတာတောင်ဘာမှမရဘူးလေ။ငါကအမျက်ထွက်ပါသေးတယ်ဆိုပြီးကျင်းနှက်လိုက်တယ်။ကုန်တယ်ရဲ့ညံကဒီလောက်နဲ့ပြီးသွားတယ်လို့လက်သမားချမ်းထင်နေရင်မှားသွားလိမ့်မယ်။နောက်ဆက်တွဲဖြစ်လာတာတွေကမှတကယ်လူစိတ်မရှိတဲ့အကွက်တွေပါ။နောက်တနေ့မနက်မှာတော့လက်သမားချမ်းနဲ့ရွှေတုံးရထားတဲ့ရွာသားချို့ကိုစစ်သားတွေကဖမ်းဆီးပြီးမြို့ဝင်ရုံးကိုခေါ်သွားကြတယ်။ကုန်တယ်ကရုံးတော်ပေါ်မှာရက်နေပြီးမျက်နှာငယ်လေးနဲ့တိုင်တန်းတယ်။အရှင်မင်းကြီးဒီလူတွေကကျွန်တော်မြေကြီးထဲမှာမြုပ်နှံထားတဲ့ရွှေတွေကိုခိုးယူသွားကြပါတယ်တဲ့။မြို့ဝင်မင်းကတစ်သားတုံးကိုစပွဲပေါ်ရိုက်ချပြီးဟိကောင်တွေသူများပစ္စည်းခိုးတာပြစ်မှုမြောက်တယ်ဆိုတာနားမလည်ဘူးလားလို့ငောင်းငန်းတယ်။လက်သမားချမ်းကစဉ်းစားတယ်။ညက်ဘက်ကြီးအမောင်ထဲမှာတူးထားတာဆိုတော့ငါမယူဘူးလို့ညင်းရင်သူတို့ဘာတတ်နိုင်မှာလဲပေါ့။လက်သမားချမ်းကခေါင်းငုံပြီးရိုးသားချင်းရောင်ဆောင်ကအရှင်မင်းကြီးမတရားပါဘူး။ညလုံးကတောင်ပေါ်တက်တာမှန်ပေမဲ့ဘာရွှေမှမတူးမိပါဘူးလို့ညင်းလိုက်တယ်။စကားတော်မဆုံးသေးဘူး။ဘေးကအဖိုးကြီးကြောက်ကမဟုတ်ဘူး။မင်းညကသူရွှေတုံးတူးမိတာကျုံမျက်လုံးနဲ့တက်အပ်မြင်လိုက်တယ်ဆိုပြီးထော်လော်ကန့်လန့်ဝင်ပြောပါတော့တယ်။လက်သမားချမ်းခေါင်းရဲ့မိုးကြိုးပိချလိုက်တယ်လို့ဖြစ်သွားတယ်။ရွှေမြလိုက်တဲ့ရွာသားတွေကမနာလိုစိတ်နဲ့လက်သမားချမ်းတို့ကိုဝိုင်းပြီးတက်တည်လိုက်ကြပါတော့တယ်။အခြေအနေမဟန်မှန်းသီးတော့လက်သမားချမ်းလည်းတပြင်းချပြီးရွှေတုံးနဲ့တုံးကိုထုတ်ပေးလိုက်ရတယ်။ကုန်ဒီကရွှေတုံးကိုလက်ယူလိုက်ပြီးသူ့အပြုံးကပိုးပြီးပြင်လာတယ်။ပြီးတော့ရွှေတုံးရဲ့တောင်းတနေရာကိုဓာတ်နဲ့လိပြလိုက်တယ်။အားလုံးမျက်နှာပြတ်သွားကြတယ်။ရွှေရောင်ခုံအောက်မှာရှိနေတာကဂျေးဝါတုံးဖြစ်နေလို့ပါ။ကုန်ဒီကအရှင်မင်းကြီးကြည့်ပါ။ဒီလူတွေကရွှေကိုခိုးယုံတင်မကဘူး။ကျွန်တော်ရွှေစစ်တွေကိုယူထားပြီးဒီဂျေးဝါတုံးတွေနဲ့လဲထည့်ပေးလိုက်တာပါ။အရှင်မင်းကြီးကိုပါမြောက်လုံနေကြတာပါလို့ဆွဆွဲလိုက်ပါတော့တယ်။ဒီအချိန်မှာလက်သမားချမ်းမှာစင်ချေပေးစရာစကားမရှိတော့ပါဘူး။လက်သမားချမ်းရဲ့ဦးနောက်ကအလုံးမလုံးတော့သလိုပါဆက်ကလည်းအစိးထည့်ထားသလိုဖြစ်သွားတယ်။မြို့ဝင်မင်းမျက်နှာကတင်းမာသွားပြီးတစ်သားတုံးကိုစပွဲပေါ်ထက်ရိုက်ချကရွှေစစ်တွေဘယ်မှလည်းမပြောရင်ချိန်တန်အချက်90ပေးပြီးထောင်ထဲထည့်ထားလို့အမိန့်ချလိုက်ပါတော့တယ်။လက်သမားချမ်းမျက်လုံးပြသွားတယ်။ချိန်တန်90ဆိုတာသူ့လိုတာမန်လူအတွက်တော့တင်မိန်ပါပဲ။လက်သမားချမ်းလည်းတည်တယ်
သူတောင်းတဲ့ရွှေစစ်တံပိုးကိုသူဘလို့မှမရောနိုင်ဘူးဆိုတာနောက်ဆုံးတော့လက်သမားချမ်းမှာရွေးချယ်စရာမရှိတော့ပဲကုန်ဒီစီမှာ3နှစ်တိတိအလုပ်ကျွေးပြုပြီးအကျွေးဆက်ပတ်မယ်ဆိုတဲ့ချက်ခံစာချုပ်ကိုလက်မှတ်ထိုးလိုက်ရပါတော့တယ်လက်သမားချမ်းတင်မဟုတ်ပါဘူးရွှေတုံးယူမိတဲ့ရွာသားတိုင်းတယောက်မှမလွတ်ပါဘူးစောင်းကုံလို့ຫນွေကူးတဲ့အချိန်ရောက်တော့တောင်ကုန်းတစ်ခုလုံးလက်ဖက်ပင်လေးတွေနဲ့စိမ့်လန်းနေပါပြီကုန်ဒီကတောင်ပေါ်မှာရက်ပြီးကျင်းနဲ့အားရစွာပြုံးနေတယ်သူကတောင်ကုန်းတစ်ခုလုံးကိုစေးမကုန်ပဲထွန်ရက်နိုင်ခဲ့တယ်လို့အလကားခိုင်းလို့ရတဲ့ကျလုတ်သားတွေကိုလည်းအစုလိုက်ပြုံလိုက်ရရှိခဲ့ပါပြီတောင်အောက်မှာတော့အလုသမားကောင်းဆောင်တွေကအော်ဟစ်ခိုင်းစေနေကြပြီးလက်သမားချမ်းကတော့ခါကိုကုန်းကျန်းတဲ့နေတဲ့လက်ချောင်းတွေနဲ့လက်ဖက်ရွက်တွေကိုခူးဆွတ်နေရတယ်လက်သေးတွေကြားကနာကျင်မှုကသူ့ကိုသတိပေးနေတယ်လို့ပါပဲအဆက်ကတည်းကမြောက်ဖြစ်ခဲ့တာဟာကုန်တယ်မဟုတ်ပဲသူကိုယ်တိုင်ပါလားဆိုတာကိုပေါ့ဇလန်းလေးကဒီမှာတင်ပြီးပါပြီမိတ်ဆွေတို့ဘွားမှာလည်းအခုလိုလောဘကြောင့်အမမလုံးမရအောင်တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်ဘ ഹു တုဓမြတိုးပွားနိုင်ပါစေ